အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆက်ထပ်မှာလည်းမြန်မာစာတင်ရိုးစာအုပ်မှာပါဝင်တဲ့တရေ6တီဆိုသောအင်ကြီးဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာတရေ6တီဆိုသောအင်ကြီးတရေ6တီဆိုသောအင်ကြီးသည်မန်းလေးမြို့မှပြင်ဦးလင်သို့သွားရာမော်တော်ကားလမ်းဘေးတွင်တည်ရှိသည်စေယုံတွင်ဝင်းကြီးချမ်းကြီးဖြင့်တတိတခြားတည်ရှိသည်အဆောက်အုံမှာနှစ်ထပ်တိုက်ကြီးဖြစ်သည်ထိုတိုက်ကြီးတွင်ညီသူမြမနေရကြစေယုံမူတန်းနှဥသာညဆောင်အဖြစ်အိတ်ခဲဘူးသည်ဆိုတော့လဲတညမြသာအိတ်ခဲခြင်းဖြစ်သည်သူတို့သွားရအိတ်တော်ညကညဦးပိုင်းတွင်ညီတို့မြမထူကြညနေတော့အခါတဦးတယောက်သောသူကချင်းနောင်ကိုလာဆွဲသည်ဖြင့်လက်၍နိုးကြတော်သည်နိုးလာတော့အခါအသက်ထွက်လူစဲလူနာ၏ညီးတန်ကဲ့သို့သောညီးတန်ကိုတိချစွာကြားရသည်ထို့နောက်အသက်ပြင်းပြင်းရှူတန်ကိုလည်းကြားရသည်နှုတ်သာထူးဆန်းသောအတန်များကိုကြားရ၍အိမ်မရတော့ခြင်းအင်ကြီးတစ်ခုလုံးကိုအကဲခက်၍သာနေကြတော့သည်ထို့သောကိဆိုင်နေစဉ်အခန်းတောင်တနေရာကနေရဲသောမျက်လုံးစုံတစ်ခုသူတို့အားစိုက်ကြည့်နေသည်ကိုမြင်ကြရသည်ထိုမျက်လုံးစုံသည်မကြမီပျောက်သွားသည်ခိတ္တမြကြာသောအခါနေကားကတက်လာသောခြေတံကိုပီပီတတကြားရပြန်သည်ဟေးဘယ်သူလဲဟုလှမ်းမေးလိုက်တော့အခါအတန်တိတ်သွားတော့သည်ထို့နောက်ခေါင်မိုးပေါ်ကကျွတ်နဲ့လမ်းလျှောက်တန်လူကြားရပြန်သည်တယောက်နဲ့တယောက်လက်တွဲလျက်တတိနဲ့နေကြသည်လူတယောက်ခေါင်မိုးပေါ်ကလိမ့်ကြသည့်အတန်တိုင်းဘုံတိုင်းဟူသောအတန်ကြီးကိုကြားရသည်နှစ်ယောက်သာအိမ်အောက်သို့ဆင်းပြေးပြီးလျင်ခေါင်မိုးပေါ်သို့လက်နှိပ်ဓာမီဖြင့်ထိုးကြည့်ကြသည်ဘာဆိုဘာမှမတွေ့သူတို့လည်းအိမ်မော်သို့ပြန်မတက်ရဲကြတော့ခြင်းထိုချိန်မှစ၍တရေ6တီဆိုသောသတင်းမှာပို့၍ပြန့်သွားတော့သည်ထိုအိမ်တွင်အိမ်ရန်မဆိုထားပြီးအိမ်အနီးသို့ပင်ညီသူမြမကပ်ဝန်တော်ကြီးထိုသတင်းကိုဆရာဝန်တင်ရွှေကြားလေသည်သူသည်စုံတစီတရေတို့၏အကြောင်းကိုလေ့လာဆန်းစစ်နေသူဖြစ်သည်တစင်စကားကြားရုံဖြင့်ယုံကြည်သူမဟုတ်ဘဲအကြောင်းရင်းကိုကိုယ်တိုင်ကိုယ်ကြရှာဖွေနေသူဖြစ်သည်တည၌9 နာရီအချိန်ခန့်တွင်ဆရာဝန်တရှိသည်ဝါသနာချင်းတူသောအခြားဆရာဝန်တယောက်နှင့်အတူထိုအိမ်ကြီးပေါ်သို့တက်သွားသည်အိမ်ရလိတ်တယောက်တစ်လိပ်စီကိုယ်တိုင်တည်ယူသွားကြ၏အိမ်ကြီးတွင်လျှက်စင်ပြီးပြက်နေသဖြင့်ဖျောင်းနိုင်များထွန်း၍အိမ်အခြေအနေကိုသုံးသပ်ကြ၏အခန်းကြီးများမှာအတော်ကျယ်ဝန်းသောအခန်းကြီးများဖြစ်ကြောင်းတွေ့ကြသည်ညနေချက်တွင်သူ့ဖြင့်ပြုလုပ်ထားသောဟောင်းကျော်သောပန်းရုံလုံးများသည်ဖျောင်းနိုင်မီးရောင်တွင်စိတ်မသွင်းမတတ်မွယ်ဖြစ်နေသည်ကိုမြင်ကြရမည်ဆရာဝန်တယောက်လည်းမီးမှုတ်ပြီးလျင်တတိနှင့်အိပ်ရာဝင်ကြသည်ညဦးပိုင်းတွင်ညီတို့များမထူကြအဲ့ဒီမိကနေပြောသွားတော့အခါဆရာဝန်တရှိသည်ချင်းတောင်ကိုလူတယောက်လာ၍ဆွဲတဲ့ကဲ့သို့ခံစားလိုက်ရပြီးလျင်လက်၍နှိုး၏သူ၏ဖော်လဲတပြိုင်နက်ပင်နှိုး၏နှစ်ယောက်သာဒိုင်းတူထ၍လက်နှိပ်ဓမီနှင့်ထိုးကြည့်ကြ၏သူ၏ချင်းတောင်ကိုလာ၍ဆွဲသူကတရေမဟုတ်ပါလင်းဝဲကြီးများသည်မှောင်ထဲတွင်ချင်းတောင်ကိုအစာမှတ်၍လာဆွဲကြခြင်းဖြစ်သည်လင်းရောက်ထုတ်လိုက်သောအခါလင်းဝဲကြီးများသည်ညနေချက်အတွင်းသို့ပန်းရုပ်လုံးများကြားမှဝင်သွားကြသည်ဆ
ရာဝန်တင်ရွှေနှင့်သူ့အဖေတို့တယောက်မျက်နှာတယောက်ကြည့်၍အတိတ်ပဲရှိသွားပြုံးလိုက်ကြသည်သူတို့နှစ်ယောက်သာဖျောင်းနိုင်များထွန်း၍အခန်းပတ်လေကိုအကဲခတ်ကြသည်အခန်းတောင်တနေရာမှနီနီရဲရဲစူးစူးဆိုင်ဆိုင်ကြည့်နေသောမျက်လုံးစုံတစ်ခုကိုမြင်ကြရပြန်သည်နှစ်ယောက်သားသည်မျက်လုံးအစုံရှိရာစီသို့လက်နှိပ်ဓမီဖြင့်ထိုး၍တရှိန်နဲ့ပြေးသွားကြသည်ထိုမျက်လုံးအစုံရှိရာအနားသို့ရောက်သည်နှင့်တပြိုင်နက်မှောင်ထဲကဝုန်းကနေထခုန်ပြေးလွှားသွားသောတောကြောင်တစ်ကောင်ကိုတွေ့လိုက်ရလေသည်နှစ်ယောက်သားဟင်းကနေတက်ပြင်းချကြ၏တောကြောင်ကမှောင်ထဲတွင်ပျောက်ကွယ်သွားလေသည်စင်စက်မှာအိမ်အိုအိမ်ဟောင်းကြီးများတွင်ကျက်စားကြသောတရားများကိုစားတော့ရန်တောကြောင်သည်မှောင်ထဲကချောင်းနေခြင်းဖြစ်သည်သူတို့တင်ကြားခဲ့သောနီနီရဲရဲ့မျက်လုံးကတရေ၏မျက်လုံးများမဟုတ်တောကြောင်၏မျက်လုံးများသာဖြစ်ကြောင်းလက်တွေ့သိရှိလိုက်ကြရသည်နှစ်ယောက်သားတယောက်ကိုတယောက်ကြည့်၍ပြုံးကြပြန်သည်ထိုအခါလူမမာ၏ညီးတံကဲ့သို့ညီးတံကြီးကိုတဲတဲကွယ်ကွယ်ကြားကြရသည်အသက်ပြင်းပြင်းမှုတ်ထုတ်လိုက်သောအတန်ကိုလည်းကြားရသည်နှစ်ယောက်သားအတန်ကြားရစီသို့လက်နှိပ်ဓမီကိုစီထိုး၍ထပြေးသွားကြသည်အတန်ကြားရအခန်း၏တောင်းတထောက်တွင်လူမမာကိုလည်းမတွေ့တရေကိုလည်းမတွေ့ခိုသားမိညီးနေသည်ကိုတွေ့ရလေသည်ခိုများကလမ်းပြန်ပြီးလျင်တစ်ဖြက်ဖြက်ထပြန်ကြတော့သည်နှစ်ယောက်သားတယောက်မျက်နှာတယောက်ကြည့်၍ပြုံးကြရပြန်သည်ကျောင်းမက်ဖွယ်ရတဲကြီးကိုတွေ့ရမည်အစားရန်တုံမမုံဝန့်ရှာသောခိုသားမိကိုသာတွေ့ကြရသည်ထိုအခန်း၏တောင်းတွင်နှစ်ယောက်သားရှိနေစဉ်လေကားကတက်လာသောခြေတံကိုကြားကြရပြန်သည်နှစ်ဦးသားနှင်းမြန်ဖြက်လက်စွာလက်နှိပ်ဓမီကိုပိတ်၍ဖျောင်းနိုင်မီးများကိုမှုတ်လိုက်၏လေကားတိတ်ရှိတကားသူခြေတံမကြအောင်ခြေပြားထောက်၍သွားကြ၏တကယ်ကိုနားဖြင့်ကပ်၍အတန်ကိုနားဆွင့်ည၏ခြေတံများကတလန်းချင်းနင်း၍တက်လာ၏တကားဝသို့ရောက်သည်နှင့်တပြိုင်နက်နှစ်ဦးသားလက်နှိပ်ဓမီများကိုတင်းကျပ်စွာကင်ပြီးလျင်တကားကိုပြုံးကနေဖွင့်လိုက်၏သူတို့တွေ့ရသောအရာကတရေမဟုတ်အိမ်မော်ထက်သို့တက်လာသောခွေးညီနောင်တို့သည်တရေကိုရိုက်မိဟုအားခဲထားသောနှစ်ယောက်သားမှာငိုအားထက်ရေအားတန်ကြရလေသည်ထို့သို့ရေမောနေစဉ်အိမ်ခေါင်မိုးပေါ်ကလူလန်းလျှောက်တန်လူကြားကြရပြန်သည်ဒုံတိုင်းအတန်များကိုကြားကြရသည်နှစ်ဦးသားသည်ခေါင်မိုးပေါ်သို့တက်ရန်လမ်းကိုရှာကြသည်သူတို့အိတ်သောအခန်းနှင့်ကပ်လျက်ငရဲနှစ်ခုကြားတွင်မျက်နှာချက်သို့တက်သောလေကားငယ်ကိုတွေ့ကြရသည်လေကားအတိုင်းတက်သွားသောအခါမျက်နှာချက်ပေါ်သို့ရောက်သွားကြသည်ထိုအခါခေါင်မိုးမှတန်ကြက်များကြွကြွမြည်နေသည်ကိုကြားကြရသည်သူများသည်တန်ကြက်များမှရုန်းကန်ခဲ့သည်စင်စက်မှာနေခင်းကနေပူချိန်သည်သူများကိုပြင်းစွာပူစေခဲ့သည်သူများသည်အပူချိန်ကြောင့်ပြန်ကြွ၍နေခဲ့သည်ညတွင်အေးတကြောင်သူများသည်ကြွနေရမှကြုံလာပြန်သည်ထို့ကြောင့်တန်ကြက်များမှတကြွမြည်နေခြင်းဖြစ်သည်သူတို့နှစ်ယောက်သာတဲ6ကြီးဆိုသောအင်ကြီးဖြစ်မှန်ကိုလက်တွေ့သိကြရသည်သူတို့နှစ်ယောက်ဒုက္ခခံ၍လေးလာစုံစမ်းတွေ့ရှိမှုကြောင့်နောင်တွင်ထိုအင်ကြီး၌တဲ6ကြီးဟုညီသူကမျှမပြောတော့ကြဆရာဝန်တင်ရွှေ20ရာစုပေါင်းပါ